တွေပြည်သူတန်လေးပေးပို့ရတာတွေမီဒီယာတွေနဲ့လွတ်လောက်ရတယ်ဒါပဲလောက်ရတာပဲလေဘာမှထူးခြားနေလို့လဲရှင်ဘာမှပိုကောင်းသွားတာရှိလို့လဲဟုတ်တယ်မလားကျမကသတင်းလေးတွေကနေတန်ငန်းနိုင်ငံတော်ကြီးကိုချစ်လို့ဆုတ်သွားလဲမဟုတ်ဘူးတမတော်ရဲ့ထိုးစစ်ကြောင့်အကြမ်းဖက်အုပ်စုတွေဆုတ်သွားတာအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာကျမနိုင်ငံမှာပေါ့နော်နိုင်ငံရေးကိစ္စတစ်ခုဖြစ်လို့ရှင်တချို့နိုင်ငံရေးသမားတွေကစစ်ရေးနဲ့ဖြည့်ရှင်းမှုတော့ကိုစူးစမ်းကြတယ်ဒါလည်းမထူးဆန်းရှင်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားတော်တော်များများစစ်မှမတိုက်ရတာရှင်စစ်တိုက်လို့ရှင်သူတို့တေးရတာမဟုတ်တာသူတို့အမျိုးတွေတေးရတာမဟုတ်တာသူတို့သားသမီးတေးရတာမဟုတ်တာကျမအဲ့လိုပြောသတင်းသမားမပီတာပဲနဲ့ယုံရင်းချမ်းနဲ့ဆိုတာပြောဆိုရဲဆိုပြီးကျမတို့ပြောကြအောင်ပဲပေါ့နော်ခါကြရင်လည်းကျမနိုင်ငံကိစ္စတွေကတကယ်တည်းဝင်သိလို့ရှင်ရင်နာစရာတွေများရတယ်ရှင်ကိုကသူရဲကောင်းဖြစ်ချင်တာနဲ့နိုင်ငံတစ်ခုလုံးကိုဖျက်ဆီးရတဲ့သူတွေလူယုံမာတယ်ကျမတို့နိုင်ငံမှာတကယ်ရှိတယ်သူတို့ကသူရဲကောင်းဖြစ်ချင်တာမြန်မာနိုင်ငံသူတို့ကကဲတင်မှာမြန်မာနိုင်ငံကဲတင်သူရဲကောင်းသူတို့ကဖြစ်ချင်တာအဲ့လိုဖြစ်ဖို့အတွက်ကိုမြန်မာနိုင်ငံဒုက္ခရောက်ရင်လောက်လိုက်တာသူတို့တွေဒါမြန်မာနိုင်ငံမကဲတင်ခဲ့ရင်အကောင်းတာလို့လည်းကျမတို့အမြင်နဲ့တွေးမိပါတယ်မြန်မာနိုင်ငံမကဲကြပါနဲ့ရှင်ခါကျရင်ကျမတို့ဒါတွေးမိတော့တယ်ရှင်ကဲမယ်ဆိုပြီးလှုပ်လိုက်လို့ရှင်ပိုဆိုးသွားကြလို့လေမကဲကြပါနဲ့လို့ဒီတိုင်းအရှိတိုင်းလေးပဲဘိုးနေမြကြားနေမြလေးပဲထားပေးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အခုဒီအာရှလမ်းမကြီးပွင့်သွားပြီပြည်သူတွေဝယ်ဖြစ်ကုန်စည်စည်းစိမ်မှုတွေအဆင်ပြေလာပြီဒီကိစ္စတွေကိုထပ်မံရှုပ်ထွေးအောင်မလုပ်ကြပါနဲ့လို့နိုင်ငံရေးသမားတွေရောစစ်ရေးတွေကိုအမတန်ကိုဝါသနာကြီးနေကြတဲ့မိဘပြည်သူတွေရောတိုက်တွန်းချင်ပါတယ်စစ်ရဲ့ဒုက္ခတရားတွေကိုမိဘပြည်သူများဒီလောက်ထိနှစ်ပေါင်းများစွာခံစားခဲ့ရတာတော့မှမရိုးမအီနိုင်သေးတာကိုလည်းကျွန်မတော်တော်အံ့ဩမိတယ်ရှင်အချို့တွေကတခုခုဆိုစစ်ရေးနဲ့ပဲဖြည့်ရှင်းမယ်ဆိုပြီးတော့ရွှေညံတော်ဆူရောက်ပြီးတွေးကြတယ်စစ်ရေးဆိုတာကျမတို့နိုင်ငံပျက်စီးရပျက်စီးကြောင်းလွဲဘယ်ဖြေမှမပေးပါဘူးရှင်စစ်ရေးအရာစူးစမ်းခြင်းဟာတက်မတော်ပို့ပြီးတော့အင်အားကြီးမားလာစေမယ်တက်မတော်အခန်းကဏ္ဍတွေပိုကြီးထွားလာစေရုံကလွဲလို့ရှင်မြန်မာနိုင်ငံပျက်စီးရုံကလွဲလို့ရှင်အခြားဘာမှဖြစ်လာမှာမဟုတ်ပါဘူးเนาะလို့ကျမတို့အနေနဲ့သုံးသက်ချက်တွေထောက်ခဲ့ပါတယ်ဒါလည်းကျမတို့ညံမိတလောက်လေးပေါ့နော်ဆရာသမားတွေသုံးသင်ဆုံးမတဲ့အတွက်ကျမတို့လည်းဒီလိုမျိုးလေးတွေးတောနိုင်ခဲ့တာပါအခုကျတော့ကျမတို့ဆရာသမားတွေသုံးသင်ခဲ့တာလည်းတကယ်မှန်တယ်ရှင်စစ်ပွဲဖြစ်တဲ့ခါမှာတက်မတော်လည်းတော့သူရုံးဝကန်ရတယ်နိုင်ငံတော်ကာကွယ်ဆောက်ရှောက်ရတယ်အဲ့တော့သူ့ကသူအင်အားကြီးမအောင်လုပ်ရမယ်ဆိုတဲ့အသိစိတ်တက်ကဒီအဖွဲ့အစည်းမှာရှိတဲ့လူပုဂ္ဂိုလ်တိုင်းစီကိုဝင်ရောက်သွားတဲ့ခါမှာမြတ်တက်မတော်ကလည်းသူ့ရဲ့အင်အားကိုနီးလန်းပေါင်းစုံနဲ့တိုးချဲ့လာတယ်အခုဆိုပြည်သူစစ်မှုတန်းတွေခေါ်တယ်လက်နက်တွေကိုတက်နိုင်ဆုံးဝယ်ချမ်းပြီးစုဆောင်းတယ်82နှစ်မြောက်တက်မတော်နေ့မှာထုတ်ပြသွားတဲ့လက်နက်တွေကိုမြင်လိုက်မှာပေါ့နော်ဒါကထုတ်ပြတဲ့အချိန်ကြီးပဲရှိပါသေးတယ်ဒီထက်တာလောင်ကောင်းမလို့လက်နက်တွေအများကြီးရှိနိုင်ပါတယ်အဲ့တော့မြတ်တက်မတော်ပို့ပြီးအင်အားကြီးမှသွားခဲ့ပြီမြန်မာနိုင်ငံကရောစေးရဖြည့်ရှင်းလိုက်တာဘာဖြစ်သွားလဲရှင်ဘာတွေများအကျိုးမြတ်ရလိုက်လဲရှင်ရလိုက်တဲ့အကျိုးမြတ်တွေကိုကြည့်လိုက်ပါဦးအိုးရင်ပျက်စီးမှုတွေလူတွေတေကျေမှုတွေဘဝပျက်စီးတာတွေအခုဆိုရင်ကုန်စည်ဈေးတက်တာတွေဆက်သက်ဖြစ်ပေါ့နော်အဲ့လိုဒုက္ခပင်လေတွေကြားထဲမှာအခုလိုမျိုးအာရှလန်လေးပွင့်သွားတာတော့မှကျမတို့ကပျော်ရွှင်နေရတာဒါကြောင့်ဒီလိုင်းထပ်ပိတ်အောင်လို့စစ်ပွဲတွေမဖော်ဆောင်ပါနဲ့တော့လို့လည်းတိုက်တွန်းကြပါတယ်ပြည်သူတွေမျက်နှာငဲ့တယ်ဆိုရင်တိုင်းပြည်ကိုမကယ်လဲရပါတယ်နော်မကယ်ပဲဒီတိုင်းလေးပဲထားပါရှင်ဘုန်းကြီးမြတ်ကြားနေမြဲမြန်မာတက်မတော်နဲ့မြန်မာအစိုးရနဲ့သူ့ဟာသူအဆင်ပြေကျမတို့အုပ်ချုပ်ပြီးစီမံနေတာကကျမတို့အတွက်အဆင်ပြေသေးရဲ့ကဲမယ်ဟေ့ဆိုပြီးတော့ကျမတို့ဆွတ်ထုတ်လိုက်တဲ့ချိန်မှာကျမတို့ဆွတ်ထုတ်ခံရတဲ့ပုံစံကောင်းမွန်ဆွတ်ထုတ်လာကိုလေဘင်းအဲ့လိုဆွဲပြီးဆွတ်ထုတ်ဆိုကျမတို့မလေဘင်းအဲ့နေပြီဆိုတော့လေနိုင်ငံရေးသမားတွေဖြစ်နိုင်ကျမတို့မကယ်ပါနဲ့နော်ဒီတိုင်းထားလိုက်ပါရပါတယ်ရှင်နိုင်ငံရေးသမားတွေကျမတို့ပြောသလိုပဲကျမတို့ကဆက်ရလာရှင်လောက်မှနေနေတယ်မြောက်ကိုရီးယားမှာနေနေရပေါ့သူတို့ပြောတတ်တယ်ဗာလဲမြောက်မြန်မာဆိုလားကျမတို့ပြောတာပေါ့နော်အာနာရှင်လောက်မှနေတယ်ကျမတို့ဘဝတွေလွတ်လပ်မှုမရှိဘူးဆိုရပါတယ်အဲ့တိုင်းလေးပဲထားလိုက်ပါရှင်အဲ့ဒါကျမတို့အတွက်အဆင်ပြေရဲ့ကဲတင်မယ်ဆိုပြီးလှုပ်လိုက်တော့မှစစ်ပွဲတွေဖြစ်ဒုက္ခတွေရောက်ကုန်းဆုံးနှုတ်တွေတက်ကျမတို့မှာအချင်းချင်းတက်ရဖြတ်ရမုံရတီးရအာနာရမှာကိုလည်းမဟုတ်ဘူးဟုတ်တယ်နော်ကျမပြောရှင်းရှင်းလေးကျမတို့ဘသူ့ထောက်ခံဘသူပဲအာနာရကျမတို့ရတာလားစဉ်းစားကြည့်နောက်ဆုံးတော့ကိုလုံးဆရာရှိရကိုဒေတာကိစ္စကိုပဲလောက်ရတာပဲလေကိုပဲအစိုးရကိုချိတ်ဆက်ပြီးတော့အကူအညီတောင်းရတာတွေပြည်သူတန်လေးပေးပို့ရတာတွေမီဒီယာတွေနဲ့လွတ်လောက်ရတယ်ဒါပဲလောက်ရတာပဲလေဘာမှထူးခြားနေလို့လဲရှင်ဘာမှပိုကောင်းသွားတာရှိလို့လေဟုတ်တယ်မလားကျမကသတင်းလေးတွေကနေတန်ငန်းစာယူကြလေးကိုရှေ့လားထွေပြဆိုတာရှင်းပြတာပါကျမနိုင်ငံသူတွေကတွေးကြည့်ရမှာပင်ပန်းကြတယ်ဒါကြောင့်ပြေးပြီးကြည့်ကြတာရှင်အဲ့လိုပြေးကြည့်ရခါကျခလုတ်တိုက်တဲ့သူကတိုက်မြောင်းနေကြတဲ့သူကကြဘွက်ထဲဆင်းသွားတဲ့သူကဆင်းတယ်ဘွားတွေလဲပြူဖြစ်တော့မှအော်စစ်ပွဲတွေဟာမကောင်းပါလားငါတို့စစ်ပွဲတွေမလုပ်ရဘူးဆိုတဲ့အသိစိတ်တက်လေးနည်းနည်းလေးခေါင်းထဲဝင်ကြတာရှင်ဒီလိုတွေးလေးတွေစွန့်လွတ်ဖို့လိုပါပြီကုန်စည်စည်းစိမ်မှုတွေကောင်းမွန်နေမှကျမနိုင်ငံမှာကုန်စည်နှုန်းကအဆင်ပြေမှာပါနော်စစ်ပွဲတွေမရှိမှကုန်စည်နှုန်းကျမှာပါနော်အဲ့ဒါလေးကိုလည်းခေါင်းထဲမှာထည့်သွင်းကြပါလို့ပြောချင်ပါတယ်အာရှလမ်းမကြီးပြန်ပွင့်သွားပြီဆိုတော့ထိုင်းပစ္စည်းလေးတွေဝင်လာတဲ့ခါမှာကျမတို့ပြက်လက်နေတဲ့ပစ္စည်းလေးလည်းပြန်ရလာပါပြီကောင်းကောင်းမွန်သုံးဆွဲကြပါချွေတာသုံးဆွဲကြပါ
ကိုယ့်ရဲ့နိုင်ငံမှာလည်းစီးပွားရေးအခြေအနေကမ္ဘာပေါ်မှာလည်းနိုင်ငံရေးအခြေအနေတွေမကောင်းတဲ့အတွက်ဘလိုပဲဖြစ်လက်ထဲမှာငွေရှိရဲဆိုရင်တက်နိုင်ဆုံးတော့နည်းနည်းချွေတာသုံးဆွဲကြပါနော်ပစ္စည်းပြောပြီးဟေ့ဆိုပြီးတော့အကုန်လုံးဝယ်တာချမ်းသာမလုပ်ပါနဲ့နည်းနည်းစုဆောင်းငွေလေးတော့ထားကြပါလို့တိုက်တွန်းချင်ပါတယ်ဒီသတင်းလေးကသတင်းကောင်းလေးဖြစ်ပါတယ်မိဘပြည်သူများလည်းစီးပွားရေးတွေကောင်းမွန်ကြပါစေကုန်စည်စီးဆင်းမှုတွေစတတ်တဖို့တိုးတက်ကြပါစေလို့ကျွန်မကဆန္ဒပြုဆုတောင်းပါတယ်ရှင်နောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့အာရှလမ်းမကြီးကိုမနေ့ဖြတ်မှာနိုင်ငံတော်ကနေပြီးတော့လမ်းပြန်ခွင့်မယ်အာရှလမ်းမကြီးဆိုတာကကော့ဂရိတ်မြောက်ဝတီပေါ့ဗျာချိတ်ဆက်ထားတဲ့လမ်းမကြီးကော့ဂရိတ်သင်္ကန်းကြီးတော်မြောက်ဝတီချိတ်ဆက်ထားတဲ့လမ်းမကြီးဒီလမ်းမကြီးကိုမနေ့ဖြတ်မှာပြန်ဖွင့်မယ်ဒီလမ်းမကြီးကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ရဲ့အဓိကကုန်သွယ်မှုပြုတဲ့လမ်းကြောင်းကြီးပါကျွန်တော်နိုင်ငံတို့ကဝင်ငွေများစွာရှာပေးတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေတည်ရှိရနေရပါဒီလမ်းမကြီးကနေပြီးတော့ကျွန်တော်နိုင်ငံတို့လည်းအကျိုးစီးပွားဖြစ်တယ်ထိုင်းနိုင်ငံတို့လည်းအကျိုးစီးပွားဖြစ်တဲ့ကျွန်တော်လမ်းမကြီးပါဒီလမ်းမကြီးကိုအကြမ်းဖက်အုပ်စုတွေကဒါပြီးခဲ့တဲ့2023ခုနှစ်2023ဒီဇင်ဘာလပတ်လည်မှာသူတို့ကဒီကိုစတိုက်ဖို့အတွက်လုပ်လာပထမဘာလုပ်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီကဒီထိုင်းကနေပြီးတော့တည်လာတဲ့ကုန်တင်ရင်တွေပေါ့ကုန်တင်ရင်တွေကိုဒါကြီးကလင်းစီတွေဆိုပြီးတော့လင်းစီတဲ့စီပေါင်းစားတွေစသဖြင့်ပေါ့ဗျမျိုးစုံဆွဆွဲပြီးတော့မီးရှို့တာတွေဖျက်ဆီးတာတွေပြီးကျွန်တော်အဲ့ကုန်ကားတွေကိုကျွန်တော်လမ်းမကြီးကန့်လန့်ခံတယ်ကန့်လန့်ခံပြီးတော့မီးရှို့ဖျက်ဆီးတာရင်မောင်းတွေကိုတတ်တာတွေဒါတွေတို့တကြောလုံးလုပ်ခဲ့တယ်2023ခုနှစ်ဒီဇင်ဘာလမှာစလုပ်တယ်စလုပ်တော့နောက်ပိုင်းမှာကျွန်တော်တို့ကဒီကုန်သွယ်မှုလမ်းကြောင်းပြတ်သွားတယ်ထိုင်းနဲ့မြန်မာကုန်သွယ်မှုလမ်းကြောင်းပြတ်သွားတယ်ကုန်သွယ်မှုလမ်းကြောင်းပြတ်သွားပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ဒီကုန်သွယ်မှုလမ်းကြောင်းပြတ်သွားပြီးတဲ့နောက်ပိုင်းမှာအကြမ်းဖက်အုပ်စုတွေကဒီသင်္ကန်းညီနောင်တို့မြဝတီတို့ကျွန်တော်တို့ဒီတကြောမှာရှိတဲ့တက်မတော်စခန်းတွေကော့ဂရိတ်တကြောကော့ဂရိတ်ဒီပေါ့အဲ့ဒီတကြောမှာရှိတဲ့တက်စခန်းတို့တောက်လျှောက်တိုက်တယ်တောက်လျှောက်တိုက်ခဲ့တယ်ကော့ဂရိတ်ဆိုလဲကျွန်တော်တို့မျိုးကကျွန်တော်စစ်ကြောင်းထိခိုက်ပျက်စီးတာရှိတယ်အဲ့ဒီလမ်းကြောင်းတကြောမှာရှိတဲ့အဲ့ဒီ area တကြောမှာရှိတဲ့ဒီဒေသခံတိုင်းသားတွေရဲ့ဒေသခံပြည်သူတွေနေနေလဲအကြမ်းဖက်သမားရဲ့လက်ချက်ကြောင့်ပျက်စီးခဲ့ရမနေဘူးအဲ့မှာသင်္ကန်းညီနောင်ဆိုလဲခင်ဗျားတို့မြင်ပါလိမ့်မယ်သင်္ကန်းညီနောင်ဆိုလဲကျွန်တော်တို့သင်္ကန်းညီနောင်တက်တွေကြခဲ့ရတယ်နောက်ဆုံးဒီအကြမ်းဖက်အုပ်စုကမြောက်ဝတီမှာရှိတဲ့ကျွန်တော်တို့တက်တွေကိုလာတိုက်တယ်နောက်ဆုံးမှကျွန်တော်တို့ဒီဘက်တရားနေပြီးတော့ခုခံပြီးတော့ကျွန်တော်တို့တက်ပေါ်ပြန်ထိုးစစ်ဆင်ပြီးတော့ကျွန်တော်ပြန်ရခဲ့တယ်ခင်ဗျားတို့မှတ်မိပါလိမ့်မယ်အကြမ်းဖက်အုပ်စုတွေကဒီလိုမျိုးသူတို့ကဒီလမ်းပိုင်းကိုသူတို့ပိတ်နိုင်တဲ့အခါကျတော့သူတို့ဘာလုပ်လဲဆိုတော့ဟုတ်ပြီကုန်တွေကားတွေသွားမယ်ဆိုရင်သူတို့ထိန်းချုပ်တဲ့ area ဘက်ကသွားခိုင်းတယ်သွားခိုင်းတော့သူတို့တရက်ကိုခင်ဗျားကလည်းဒီတရားမဝင်လမ်းကြောင်းတွေသွားတာပေါ့ကုန်ကားတွေသွားတော့ဒီတရက်ကိုခင်ဗျား gate တွေဖြတ်တာတရက်ကိုအကြမ်းဖက်အုပ်စုတွေရဲ့ပြီးရင်ကျွန်တော်ကင်းလက်နက်ကိုင်အဖွဲ့တွေကတရက်ကိုသိန်းကိုခင်ဗျာထောင်ကြီးပန်းကိုရတာထိုင်နေတော့ခင်ဗျာပတ်စံရတယ်နိုင်ငံတော်တော့ဝင်မရဘူးဗျာနောက်တော့နိုင်ငံတော်ကနေဘာလုပ်လဲဆိုတော့ဒီတရားဝင်ကုန်သွယ်မှုကိုတိုက်ဖြတ်ဖို့ဆိုပြီးတော့ကျွန်တော်ထိုင်းနဲ့မြန်မာကိုဒီရေချောင်းကနေပြီးတော့လက်တလောကုန်သွယ်မှုတွေလုပ်လိုက်ရတယ်ပေါ့ကုန်သွယ်မှုတွေလုပ်လိုက်ရတယ်ဒီမြန်မာနိုင်ငံကကုန်စည်ကိုကျွန်တော်တို့ဒီသင်္ဘောနဲ့တင်ပြီးတော့ထိုင်းဘက်ကိုပို့တယ်ထိုင်းဘက်ကကုန်တွေကိုကျွန်တော်တို့ဒီသင်္ဘောနဲ့တင်ပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီတရားဝင်ကုန်သွယ်မှုတွေတော့ရှိတယ်တောက်လျှောက်ရှိခဲ့တယ်ကျွန်တော်တို့တော်တော်လေးတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီအခွန်ငွေတွေတော့နစ်နာခဲ့တယ်ဒီအာရှလမ်းမကြီးကိုအကြမ်းဖက်အုပ်စုတွေကထိန်းချုပ်တယ်ထိန်းချုပ်ပြီးတယ်ပြီးထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာသူကဘာလို့ဆိုတော့လမ်းဘေးဝဲအောင်သူမိုင်းနေထောင်တယ်ပြီးကျွန်တော်တို့ဒီလမ်းပိုင်းမှာရှိတဲ့တရားတွေကိုမိုင်းခွက်ဖြတ်စီတယ်2023ဒီဇင်ဘာလမှာအကြမ်းဖက်အုပ်စုကဒီလမ်းကိုစတိုက်တယ်ပေါ့ဒီကြောလုံးပေါ့နောက်ပိုင်းမှာတပ်မတော်ကဒီအောင်စရစစ်ကြောင်းပေါ့အောင်စရစစ်ကြောင်းတွေဖြန့်ခွဲပြီးတော့ဒီ area ပြန်ထိုးစစ်ဆင်တယ်ပြန်ထိုးစစ်ဆင်တော့ကျွန်တော်တို့2025ခုနှစ်ဇူလိုင်လမှာတပ်မတော်ကအာရှလမ်းမကြီးကိုပြန်ရတယ်2025ဇူလိုင်လမှာပြန်ရတယ်ပြန်ရတော့လမ်းကိုချက်ချင်းဖွင့်လို့လည်းမရသေးဘူးဘာကြောင့်လဲဒီလမ်းဘေးဝဲရရှင်းရမယ်ပြီးဒီလမ်းမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့လမ်းဘေးဝဲရမိုင်းတွေအကုန်ရှင်းရတယ်အကြမ်းဖက်အုပ်စုတွေအဲ့မှာပြားဆိုခင်ဗျာဒီလမ်းတွေကိုကန့်လန့်ခံပြီးတော့မိုင်းတွေတော့ကြောက်ရှင်းဆင်ထားတာတပ်မတော်စစ်ကြောင်းတွေတိုးမလာနိုင်ဘူးတိုးမလာမိုင်းတွေဆင်ထားတယ်ပြီးတော့တရားတွေမိုင်းခွက်ဖြတ်စီတယ်အဲ့ဒီအရာတွေကိုတပ်မတော်သားတွေကကျွန်တော်တို့တောက်လျှောက်လမ်းဘေးဝဲအောင်တောက်လျှောက်မိုင်းတွေရှင်းတယ်ပြီးအကြမ်းဖက်အုပ်စုတွေမိုင်းခွဲလို့ဖြတ်စီးတယ်တရားတွေကိုပြန်ပြင်တယ်ပြန်ပြင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါဒီကနေ့မနက်ဖြန်ပေါ့မနက်ဖြန်2026ခုနှစ်ဧပြီလ2ရက်နေ့မှာဒီလမ်းမကြီးကိုတပ်မတော်ပြန်ဖွင့်မယ်နိုင်ငံတော်လည်းပြန်ဖွင့်မယ်တပ်မတော်ကဒီ area ကိုရရှိဖို့အတွက်တပ်မတော်သားတွေများစွာအသက်တွေခန္ဓာကိုယ်တွေပေးဆက်ခဲ့ရပါတယ်အလကားရခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့စားအုပ်နေရေးကျွန်တော်တို့နိုင်ငံတိုးတက်ရေးအတွက်တပ်မတော်သားတွေများစွာ
အသက်တွေပေးဆက်ပြီးတော့သွေးတွေရင်းပြီးမှရခဲ့တဲ့နေရာမှာ KNU နဲ့သူတို့အပေါင်းပါတွေကဒီကနေခမများတို့ကျွန်တော်တို့ချစ်လို့ဆုတ်သွားတာမဟုတ်ဘူးဗျနိုင်ငံတော်ကြီးကိုချစ်လို့ဆုတ်သွားလည်းမဟုတ်ဘူးတမတော်ရဲ့ထိုးစစ်ကြောင့်အကြမ်းဖက်အုပ်စုတွေဆုတ်သွားတာဒီလမ်းမကြီးအာရှလမ်းမကြီးကိုပြန်ရဖို့အတွက်တမော်သားတွေသွေးနဲ့ရင်ပြီးရခဲ့တာပါသွေးနဲ့ရင်ပြီးရခဲ့တဲ့လမ်းမကြီးပါသွေးနဲ့ရင်မှရခဲ့တာဟိုကောင်တွေလူလိုသိပြီးတော့ဒီလမ်းကနေပြီးတော့ထွက်သွားတာမဟုတ်ဘူးဟိုအကောင်တွေမရှင်နိုင်လို့စုတ်သွားတာပြေးလိုက်ရတာအဲ့တော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့အဆင်ပြေဖို့အတွက်စီးပွားရေးတွေကောင်းလာဖို့အတွက်လက်ရှိတော့ကျွန်တော်တို့အာရှလမ်းမကြီးကိုဧပြီလ2ရက်နေ့မှာဖွင့်မယ်အလားတူပါပဲဒီလမ်းဖွင့်နိုင်ဖို့အတွက်ရှေ့မှာကြိုးချောင်းစီလျော်မှုတွေလည်းထက်ရှိပါတယ်အချက်လက်အချို့ကိုကောင်းလို့ပြီးတင်ပြပေးခြင်းပါတယ်2026ခုနှစ်မလ18ရက်နေ့ကတက်ချုပ်ကြီးနဲ့ကျွန်တော်တို့ထိုင်းပြည်တက်မတော်ကာကွယ်ဦးစီးချုပ်တို့နေပြီးတော့ဇီယာသီရိဗိမ္မာန်မှာတွေ့ဆုံကြတယ်တွေ့ဆုံပြီးတော့ဒီတွေ့ဆုံမှုမှာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်မှုကိစ္စတွေပြီးဒေတာတွင်းတည်ငြိမ်ရေးနယ်စပ်ဒေတာတည်ငြိမ်ရေးတရားဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးတဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေအွန်လိုင်းငွေကြေးဆိုင်ရာကိစ္စရပ်တွေထိရောက်ရှင်းလင်းဖို့အတွက်ကျွန်တော်တို့တက်ချုပ်ကြီးနဲ့တစ်ဖက်ကကျွန်တော်တို့ထိုင်းဘင်းတက်မတော်ကာကွယ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမလ25ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာကျွန်တော်တို့နယ်စားကော်မတီအစည်းအဝေးတွေကျင်းပတယ်တက်ချုပ်နဲ့ထိုင်းဘင်းတက်မတော်ကကာကွယ်ဦးစီးချုပ်တို့တွေ့တာကမလ18ရက်နေ့မှာတွေ့တယ်ပြီးတော့ကျွန်တော်မလ25ရက်နေ့မှာထိုင်းမြန်မာကျွန်တော်ထိုင်းနဲ့မြန်မာနယ်စပ်ကော်မတီအစည်းအဝေးကိုကျွန်တော်မဲဆောက်မြို့မှာကျင်းပခဲ့တယ်ကျင်းပပြီးတဲ့နောက်ပိုင်းဒီလမ်းတွေဖွင့်ဖို့အတွက်ကျွန်တော်ဖြစ်လာတယ်မလ30ရက်နေ့ကထိုင်းဘင်းတက်မတော်ရဲ့စစ်ရေးတစည်းလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာလဲပတ်နေတယ်လက်ရှိတော့ကျွန်တော်ထိုင်းနဲ့မြန်မာရဲ့နှစ်နိုင်ငံဆက်ဆံရေးတွေကပြန်ပြီးတော့ကျွန်တော်တို့နှွေးထွေးလာတယ်ပြန်နှွေးထွေးလာတဲ့အခြေအနေဖြစ်ရောက်လာပြီအလားတူပဲကျွန်တော်တို့မနေ့ကကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့သတင်းထုတ်ပြန်ချက်မှာဆိုရင် KNU တောင်းကျမ်းသူဖွဲ့တွေထိန်းချုပ်ထားတဲ့ဒဝယ်မြိတ်သွားကားလမ်းမကြီးကိုတပ်မတော်ကပြန်ပြီးထိန်းချုပ်ပြီးတော့လမ်းတွေပြန်ဖွင့်ပလိုက်ပြီအဲ့တော့အကြမ်းဖက်အုပ်စုတွေကတပ်မတော်ကိုတိုက်နေတာလားခင်ဗျားတို့ရဲ့ဘဝတွေတိုက်နေတာလားခင်ဗျားကြည့်လိုက်ဒီအကြမ်းဖက်အုပ်စုတွေတိုက်နေတာကအများပြည်သူနဲ့သက်ဆိုင်တဲ့လမ်းတွေပေါ်မိုင်းထက်ခွဲတယ်တာဝါတိုင်းတွေခွဲတယ်လမ်းမကြီးကိုပိတ်တယ်လမ်းမကြီးဆိုတာခင်ဗျားတို့ကျွန်တော်တို့နေ့စဉ်ရှင်းတန်နေရတဲ့စီးဝိုင်းလှုပ်ရှားနေတဲ့လမ်းမကြီးကအဲ့လမ်းမတွေကိုမိုင်းခွဲဖြတ်စီးတယ်ဒီရက်ကနေဒီရက်မသွားဘူးဟိုကမသွားဘူးဒီကမသွားဘူးဆိုတာခင်ဗျားတို့ရဲ့ဘုံကျိုးစီးပွားကိုဒီလက်နက်ကင်ဖွဲ့တွေကဖြတ်စီးနေတာတပ်မတော်ကအများပြည်သူစောင်းနေအဆင်ပြေဖို့ဒီလမ်းမကြီးမှာခီးသွားနေတဲ့ပြည်သူတွေအနေနဲ့ကင်းစင်းစွာသွားနိုင်လာနိုင်ဖို့အတွက်တပ်မတော်သားတွေကအသက်တွေချွေးတွေပေးဆက်ပြီးရယူပေးနေတာတပ်မတော်ဆိုတာရှင်းလေးခင်ဗျားတို့ကျွန်တော်တို့ကိုရန်သူကနေပြီးတော့ခင်ဗျားတို့ကျွန်တော်တို့ကိုပြစ်လိုက်တဲ့ကြီးကိုကျွန်တော်တို့အမှန်မခံဘူးအကြမ်းဖက်အုပ်စုတွေရဲ့ပြစ်လိုက်တဲ့ကြီးတွေရဲ့ရှစ်မှာတပ်မတော်သားတွေတယောက်ပြီးတယောက်သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ကာကွယ်ပြီးတော့ပေးဆက်နေကြတာဗျအကြမ်းဖက်အုပ်စုတွေအေးရောက်ကြည့်လေအကြမ်းဖက်အုပ်စုရဲ့လောက်ရက်ကိုကြည့်တာဝါတိုင်းတွေကိုချိုးတယ်တပ်မတော်ကတာဝါတိုင်းတွေဆောက်ရတယ်တပ်မတော်ကလမ်းတွေဖောက်ရတယ်အကြမ်းဖက်အုပ်စုတွေကလမ်းတွေကိုဖျက်ဆီးတယ်မိုင်းတွေခွဲတယ်တပ်မတော်ကတရားတွေထိုးပေးရတယ်ဒီတရားတွေကိုအကြမ်းဖက်အုပ်စုကမိုင်းတွေခွဲတယ်တပ်မတော်ကအများပြည်သူအဆင်ပြေဖို့အတွက်ဆက်သွယ်တာဝါတိုင်းတွေတပ်မတော်နဲ့နိုင်ငံတော်အစိုးရဆက်သွယ်တာဝါတိုင်းတွေပေါ့ခင်ဗျားတို့လက်ရှိသုံးတဲ့စင်ကတ်တွေပေါ့ဖုန်းတွေပြောနိုင်ဖို့အင်တာနက်တွေကြည့်သုံးနိုင်ဖို့တာဝါတိုင်းတွေစောင့်တယ်အဲ့ဒါကိုအကြမ်းဖက်အုပ်စုတွေကဒီတာဝါတိုင်းတွေကိုမိုင်းခွဲဖျက်ဆီးတယ်တပ်မတော်နဲ့နိုင်ငံတော်အစိုးရတိစောက်တယ်အကြမ်းဖက်အုပ်စုကမိုင်းခွဲဖျက်ဆီးတယ်ကျွန်တော်ရှင်းလေးဗျာအဲ့အချက်ခင်ဗျားတို့ပြောတယ်လားဒီဖဲတွေအစိုးရကြီးကိုလှုပ်ဝေးမှာတို့ဟိုဟာကြီးလှုပ်ဝေးမှာတို့ဒီဟာကြီးလှုပ်ဝေးမှာတို့အရင်ထားဒီ KNU တို့အဲ့ဒါ KIA တို့စသဖြင့်လက်နက်ကိုင်အဖွဲ့တွေ
သူတို့ထိချုပ်တဲ့ area မှာရှိတဲ့ပြည်သူတွေရဲ့ဘဝတွေတိုးတက်နေသလားဆုပ်ယုပ်နေသလားခင်ဗျားတို့ကြည့်လိုက်ခင်ဗျားတို့ကြည့်လိုက် KNU ထိချုပ်နေပြည်ထဲမှာရှိတဲ့ဒေသခံကရင်တိုင်းသားတွေဗန်နေရောက်ကမြန်ဆရာဝန်ဖြစ်တာကြားဘူးတလေအင်ဂျင်နီယာဖြစ်တာကြားဘူးတလေနေပြားကနေပြားပဲစာတက်ခွင့်မပေးဘူးမင်းတနက်ကင်နေတဲ့ရွယ်မှာတနက်ကင်ဖြက်စီးဖို့လမ်းစဉ်တွေပဲချပေးခဲ့တာပဲ KI ဆိုတဲ့ထုံနီးတူပဲဒါလိုပဲလုပ်ခဲ့တာပဲတက်မတော်နဲ့အစိုးရကတော့ခင်ဗျားကြည့်လိုက်အများပြည်သူအသုံးပြုပြီးတော့လမ်းတွေဖောက်ပြီးခင်ဗျားတို့ဗျာခင်ဗျားတို့ကြည့်လိုက်ပါဗျာခင်ဗျားတို့အနီးနားမှာရှိတဲ့လမ်းမတွေကျေးလက်လမ်းတွေခရိုင်ကြီးဆက်လမ်းတွေယူဝါလမ်းတွေအားလုံးကတက်မတော်နိုင်ငံတော်အစိုးရဒေသခံပြည်သူလူထုပူးပေါင်းပြီးဆောင်ခဲ့တာကြီးပဲဘယ်KNUကမှမြေကြီးကိုအဲ့ဒီလမ်းဖောက်တဲ့မြေကြီးကိုကျွန်တော်တရောင်းပိတ်ပေးပါဆိုပြီးတော့လာလုပ်ပေးခဲ့တာတကောင်မှမရှိဘူးတယောက်မှလည်းမရှိဘူးမေးချင်ပါတယ်ဒီအာရှလမ်းမကြီးပေါ့အာရှလမ်းမကြီးဖောက်တော့KNUဖွဲ့တွေလာပြီးတော့မြေကြီးတွေပေးတာရှိလားတစ်ပင်တစ်ခုလာခုတ်ပေးတာရှိလားလမ်းရှင်းပေးတာရှိခဲ့သလားပြီးကျွန်တော်တို့ရွှေဘုံမြေကြီးလမ်းမကြီးဒီလမ်းမိုင်းတွေပေါ့ဒီလမ်းမိုင်းတွေဖောက်တော့ဒီ KI ဖွဲ့ကလာပြီးတော့ဟာဒီလမ်းမကြီးအကောင်းတယ်ပြည်သူလူထုကအကျိုးရှိတယ်ဟာကျွန်တော်တို့လည်းမြေကြီးလေးလာတဲ့ပြရစီဟာဒီမှာရှိတဲ့အလုံးလုံးနေတဲ့နိုင်ငံတော်အလုံးလုံးနေတဲ့ပြည်သူတွေနဲ့တက်မတော်သားတွေကိုရေတပူးကန့်ခဲ့သလားဘာမှလုပ်ပေးခဲ့ဘာမှလုပ်မပေးခဲ့ဘူးနော်ခင်ဗျားသေချာစဉ်းစားဘာမှလုပ်မပေးခဲ့ဘူးလက်ရှိကျွန်တော်လျှက်စစ်တာဝါတိုင်းနေဒီတာဝါတိုင်းဆောက်တဲ့ခါမှာဒီတာဝါတိုင်းတိဆောက်တဲ့ခါမှာကျိုးတွေတွဲတဲ့ခါမှာဒီလက်နက်ကင်တောင်းကျမ်းသူဖွဲ့တွေကဟာဒီဟာအတွက်သူတို့မှရှိတဲ့ပိုင်ဆိုင်မှုတွေဘယ်လောက်ထက်ဝင်ပါလဲရှိခဲ့ဘူးသလားဘာတစ်ခုမှမရှိခဲ့ဘူးနော်ခင်ဗျားစဉ်းစားကြည့်လိုက်ခင်ဗျားတို့KNU ဥဆောင်ရင်တော့ကျွန်တော်နိုင်ငံကြီးကဘယ်လောက်ကောင်းသွားမှာKI ဥဆောင်ရင်တော့ဘယ်လောက်ကောင်းသွားမှာမေးချင်ပါလေအဲ့ဒီ KI တို့ KNU တို့ထိန်းချုပ် area မှာရှိတဲ့ပြည်သူတွေရဲ့ဘဝတွေဘယ်လောက်မြတ်အဆင်ပြေနေတာရှိလို့လဲဒီ area တွေကနေလူစွမ်းအရင်းမြစ်အတွက်ရှောင်းနေဖြစ်သွားတာရှိတာအင်ဂျင်နီယာတွေဖြစ်သွားတာရှိသလားအခြားသောနယ်ပယ်မှာထူးချွန်တဲ့သူတွေရှိသလားဘာတစ်ခုမှမရှိဘူးဒါလက်ရှိပဂတိရှိတရားပဲဒီသေးပြချုပ်ချင်တာကအကြမ်းဖက်အုပ်စုတွေကြောင့်ကျွန်တော်တို့2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာဒီအာရှလမ်းမကြီးပြတ်တောက်ခဲ့ရတယ်သုံးလို့မရအောင်အဲ့ဒီလမ်းမကြီးကိုတက်မတော်ကပြန်လဲထိုးစစ်စီပြီးတော့သိမ်းပိုက်နိုင်ခဲ့တယ်သိမ်းပိုက်နိုင်ပြီးတဲ့နောက်ပိုင်းမှာအကြမ်းဖက်အုပ်စုတွေဒီလမ်းပေါ်မှာမိုင်းတွေထောင်ထားတယ်လမ်းဘေးဝဲမှာမိုင်းတွေထောင်ထားတယ်တရားတွေဖျက်ဆီးသွားတယ်ဒါတွေကိုတက်မတော်ကပြန်ပြီးတော့မိုင်းတွေရှင်းတယ်ပြီးရင်ကျွန်တော်တို့ဒီတရားတွေပြန်ဆောက်တယ်လမ်းတွေပြန်ပြင်တယ်ဒီຢာတွေပြီးစီးသွားပြီးတဲ့နောက်ပိုင်းမှာဒီမနက်ဖြန်ပေါ့2026ခုနှစ်ဧပြီလ2ရက်နေ့မှာတက်မတော်နဲ့နိုင်ငံတော်အစိုးရကဒီလမ်းကြီးကိုဖွင့်ပြမှာဖြစ်ပါတယ်။လားတူပါပဲကျွန်တော်တို့ဒီထိုင်းနဲ့မြန်မာရဲ့နှစ်နိုင်ငံဆက်ဆံရေးတွေကောင်းမွန်မှုတွေအရာဖျားသုံးစုကမြန်မာဘက်အချမ်းတစ်ဘက်ကထိုင်းဘက်အချမ်းဟိုကထိုင်းရဲ့အစိုးရဘာလုပ်လဲဆိုတော့ဖျားသုံးစုနဲ့မြန်မာဒီဖျားသုံးစုနဲ့ထိုင်းဘက်အချမ်းမှာကျွန်တော်တို့တရားမဝင်ခိုးဝင်ပေါက်တွေရှိတယ်။တရားမဝင်ကုံသုံးပေါက်တွေရှိတယ်။အဲ့ဒီအပေါက်တွေလိုက်ပိတ်ပလိုက်တယ်လိုက်ပိတ်ပြီးတော့ထီဖြစ်သွားပြီဒီဘက်ကဖျားသုံးစုကလူတွေကလည်းထိုင်းဘက်ကိုခိုးဝင်လို့မရတော့ဘူးနောက်တစ်ချက်ကဒီထိုင်းမြန်မာနယ်စပ်ကြောမှာရှိတဲ့တရားဝင်ကုံသုံးမှုအပေါက်တွေကိုလည်းလက်ရှိထိုင်းကရားသလောက်ပိတ်နေတယ်အဲ့တော့လက်နက်ကိုင်အဖွဲ့တွေရဲ့ဒီဝင်ဝေရလန်းတွေဖြတ်တောက်ခြင်းတော့ဆလာပြီထိုင်းဘက်ကလည်းဆလာပြီလက်နက်ကိုင်အဖွဲ့တွေရှင်သန်မှုဆိုတာကအဲ့ဒီအင်ဂျီနာချင်းနိုင်ငံတွေကလက်နက်ကိုင်အဖွဲ့တွေကိုဘယ်လိုမျိုးရှုမြင်တယ်လဲပုံမှာမူတည်တယ်တနည်းအားဖြင့်တရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေဒီလက်နက်ကိုင်အဖွဲ့တွေရှင်သန်မှုကတရုတ်အစိုးရရဲ့တရုတ်နိုင်ငံရဲ့တနည်းအားဖြင့်ယူနန်ပြည်နယ်အစိုးရအဖွဲ့ရဲ့လက်ခံမှုကြောင့်သူတို့ရက်တည်လို့ရတာခင်ဗျာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကခင်ဗျာကမ္ဘောဇဘဏ်မှာလည်းသူတို့ငွေတွေမရှိဘူးလေဗျာအေယာဝတီဘဏ်မှာလည်းငွေမရှိဘူးသူတို့ဘဏ်တွေအားလုံးကယူနန်ပြည်နယ်မှာရှိတဲ့တရုတ်အစိုးရနဲ့တရုတ်ပုဂ္ဂလိကဘဏ်တွေရဲ့ဘဏ်တွေထဲမှာသူတို့ပတ်စံတွေထည့်လာတာသူတို့ပိုင်ဆိုင်မှုကမြန်မာနိုင်ငံထဲမှာမရှိဘူးသူတို့ပြောလို့အတိုင်းသားလို့ပြောတာသူတို့နေတာယူနန်ပြည်နယ်မှာကြီးပဲသူတို့သားသမီးကလည်းမြန်မာနိုင်ငံထဲမှာမရှိဘူးယူနန်ပြည်နယ်မှာကြီးပဲတရုတ်နိုင်ငံသားပြည်ခံယူထားကြတာကြီးပဲအဲ့လိုအခြေအနေတွေပေါ့ဗျာ